အားလုံးပဲမင်္ဂလာပါခင်ဗျာ update news ကနဲ့ကြိုဆိုပါရခင်ဗျာဒီနေ့တော့ကမ္ဘာရေးရတဲ့ကလူစိတ်ဝင်စားစရာကောင်းတဲ့ရေနံဇလန်းငယ်တစ်ပုဒ်အကြောင်းပြောပြခြင်းပါတယ်အခုနောက်ပိုင်းသတင်းတွေမှာကြည့်လိုက်ရင် American ဟာကမ္ဘာမှာရေနံအများဆုံးထုတ်လုပ်တဲ့ထိပ်ဆုံးနိုင်ငံကြီးဖြစ်နေပြီဆိုတာအားလုံးလည်းသိကြမှာပါဒါပေမဲ့ထူးဆန်းတာကအရှိအလဲပိုင်းက Hormuz ရေလက်ကြားနားမှာပြဿနာလေးတစ်ခုဖြစ်ပြီးဆိုရင် American ကထိပ်ဆုံးကနေအလန့်တကြားဖြစ်သွားတာပါပဲဒါဟာကိုယ့်အိမ်မှာစံအိတ်တွေအပြည့်ရှိပါရဲ့နဲ့လမ်းထိပ်ကထမင်းဆိုင်ပိတ်သွားမှကိုစိုးရိမ်နေတယ်လို့မျိုးဖြစ်နေတာပေါ့ဘာလို့အဲ့လောက်တောင်အရေးကြီးနေရတာလဲဆိုတော့ပထမဆုံးသိထားရမှာကရေနံဆိုတာကမ္ဘာဈေးကွက်ကြီးတစ်ခုလုံးနဲ့ချိတ်ဆက်နေတဲ့ဘုံဆိုင်လိုမျိုးဖြစ်နေလို့ပါအမေရိကန်ကရေနံတွေဘလောက်ပဲတောင်းလို့ပွန်အောင်ထုတ်နေပါစေဟိုးအဝေးကြီးကဟော်မုရှ်ရေလက်ကြားမှာလမ်းပိတ်လို့ကမ္ဘာရေနံဈေးတက်သွားပြီဆိုရင်အမေရိကန်ပြည်တွင်းကစီဆိုင်တွေမှာလည်းဈေးကလိုက်တက်တာပါတယ်စီဈေးတက်ရင်ကုန်ဈေးနှုန်းတွေပါလိုက်တက်လာမှာမို့လို့သမရအတိုင်းကဒီနေရာလေးကိုတေးတမတ်ကြောက်ကြတာပါနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကရေနံချင်းတူပေမဲ့အမျိုးအစားမတူတာပါပဲအမေရိကန်ကထွက်တဲ့ရေနံက light sweet crude လို့ခေါ်တဲ့အပေါ့စားအမျိုးအစားပါဒါပေမဲ့ပြဿနာကအမေရိကန်မှာရှိတဲ့ရေနံချက်စစ်ရုံအများစုကအရင်ကတည်းကအရှိအလဲပိုင်းကလာတဲ့ heavy sour crude လို့ခေါ်တဲ့အလေးစားရေနံတွေကိုပဲချက်ဖို့ဒီဇိုင်းထုတ်ထားတာပါဒါကြောင့်ကိုစီကရေနံကိုပြည်ပကိုပြန်ရောင်းပြီးဟိုဘက်ကရေနံကိုပြန်ဝယ်နေရတဲ့တန်တရာထဲမှာရှိနေတာပေါ့အိမ်မှာဟင်းချက်စီအကောင်းစားတွေရှိပေမဲ့မီးဖိုချောင်းကပဲစီထဲမှာချက်လို့ရတဲ့ပုံစံမျိုးဖြစ်နေတာပါဒီနေရာမှာပထဝီဝင်အနေထားကိုလည်းကြည့်ဖို့လိုပါတယ်ဒီရေလက်ကြားကအင်မတန်ကျင်းပါတယ်အကျဉ်းဆုံးနေရာဆိုရင်22မိုင်ပဲရှိတာပါဒီနေရာလေးတာတစ်ဖက်ရန်သူကပိတ်လိုက်မယ်ဆိုရင်ကမ္ဘာရေနံတင်ပို့မှုရန်တရားကြီးတစ်ခုလုံးရပ်တန့်သွားနိုင်ပါတယ်ဒါဟာကမ္ဘာစီးပွားရေးရဲ့ level ကိုညှစ်ထားသလိုဖြစ်နေတာပါအမေရိကန်ကဘလောက်ပဲချမ်းသာကမ္ဘာစီးပွားရေးကြီးကတ်ဆိုင်သွားရင်သူလဲခံရမှာပဲလေပြီးတော့ဒီလမ်းကြောင်းကရေနံဓမ္မကပဲကမ္ဘာအကြီးဆုံးတဘာဝဓာတ်ငုတင်ပို့မှုတွေလည်းဖြတ်သွားတာပါဓာတ်ငုပြတ်သွားရင်လျှက်စစ်မီးကအစအကုန်ဒုက္ခရောက်မှာမို့လို့ဒီနေရာလေးကအသက်ရှူပေါက်လို့ဖြစ်နေတာပါဒါအပြင်အမေရိကန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ဂျပန်တောင်ကိုရီးယားတို့လိုနိုင်ငံတွေကအရှေ့အလယ်ပိုင်းရေနံကိုပဲအဓိကအားကိုးနေရတာပါအဲ့ဒီနိုင်ငံတွေစွမ်းအင်ပြတ်လောက်သွားရင်ကမ္ဘာကုန်သွယ်ရေးကွင်းဆက်ကြီးပြတ်တောက်သွားပြီးအမေရိကန်စီကိုပစ္စည်းတွေရောက်မလာတော့ပဲဖြစ်သွားနိုင်ပါတယ်ဒါကြောင့်လေအမေရိကန်ဟာသူ့ရဲ့ပင်စားငါးမြောက်ရေတပ်စုကိုဘရိန်းနိုင်ငံမှာအခြေစိုက်ပြီးဒီရေလက်ကြားလုံခြုံရေးကိုမျက်စိတောက်ထောင်ကြည့်နေရတာပါတကယ်တော့ရေနံဆိုတာနိုင်ငံရေးလက်နက်တစ်ခုလည်းဖြစ်နေတာပါဟော်မုရေလက်ကြားကိုထိန်းချုပ်နိုင်တဲ့သူကကမ္ဘာရေနံဈေးကိုကစားလို့ရပါတယ်အမေရိကန်ကသူ့ရဲ့ဩဇာအာဏာကိုကမ္ဘာမှာဆက်ထိန်းထားခြင်းရင်ဒီလိုအခြားခြားနေရာမျိုးကိုတစ်ဖက်ရန်သူကလွှမ်းမိုးထားမှာကိုဘလို့မှခွင့်မပြုမှာမဟုတ်ပါဘူးတခြားလမ်းကပတ်သွားလို့မရဘူးလားလို့မေးစရာရှိပေမဲ့ရေနံစီပြောင်း20ကျော်ကိုနေ့တိုင်းတင်ပို့ဖို့ဆိုတာဒီရေလက်ကြားကိုလွှဲရင်တခြားထိရောက်တဲ့လမ်းကြောင်းမရှိသလောက်ပါပဲနောက်ဆုံးအနေနဲ့ပြောရတော့မှအားလုံးဟာချိတ်ဆက်နေတယ်ဆိုတာပါပဲအမေရိကန်ကရေနံတွေဘလောက်ပဲထုတ်ကမ္ဘာစွမ်းဟင်လုံခြုံရေးဆိုတာကတနိုင်ငံတည်းနဲ့မဆိုင်ပါဘူးဟော်မုရေလက်ကြားဆိုတာကမ္ဘာစီးပွားရေးနှလုံးသားစီကိုတွေးပို့နေတဲ့တွေးကြောမှကြီးထိနေတာကြောင့်အမေရိကန်ကဘတော်မှမျက်စိအောက်ကအပြောက်မခံနိုင်တာပဲဖြစ်ပါတယ်ကဲအခုဆိုရင်အမေရိကန်ကရေနံတွေအများကြီးထုတ်နေပေမဲ့ဘာလို့ဟော်မုရေလက်ကြားကိုမှစိုးရိမ်နေရတာလဲဆိုတာရှင်းလောက်ပြီးထင်ထားတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ update news channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့ပါအောင်ခင်ဗျာ